ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံငါတို့ဥပဒေတွေကခက်ခဲတယ်ရှုပ်ထွေးတယ် ဥပဒေနဲ့ပတ်သက်ပြီးဖြစ်စေအစိုးရရုံးနဲ့ပတ်သက်တဲ့လိုင်စင်ကိစ္စဖြစ်စေဆောင်ရွက်ပေးနိုင်တဲ့ law firm တစ်ခုနဲ့မိတ်ဆက်ပေးပါမယ် ကျွန်တော်စီးပွားရေးလုပ်တဲ့အခါမှာဥပဒေကိုနားမလည်ပဲနဲ့ဆောင်ရွက်တာဟာအမှောင်ထဲမှာလမ်းလျှောက်နေရတယ်လို့ပါပဲအရန်ကိုအနေများပါတယ်ဘယ်နေရာကနေပြီးတော့ပြဿနာတွေအခက်ခဲတွေပေါ်လာမယ်ဆိုတာမသိနိုင်ဘူးမိတ်ဆွေဥပဒေနဲ့ပတ်သက်ပြီးတော့ဘာလုပ်ချင်လဲဆိုတာပဲပြောပါကျွန်တော်တို့ကိုကြီးဆောင်ရွက်ပေးဖို့အသင့်ပါပဲ စီးပွားရေးလုပ်ငန်းတွေအတွက်လုပ်ငန်းတွေလျှောက်ထားတဲ့အခါမှာခက်လန်းဆိုတာမရှိပါဘူး။သတ်မှတ်ထားတဲ့အတိုင်းဆောင်ရွက်ခြင်းကြပဲအချိန်တိုအတွင်းအဆင်ပြေစေနိုင်မှာဖြစ်ပါတယ်။ တင်းရဲ့ပိုင်ဆိုင်မှုကိုခိုင်မာအောင်လုပ်နိုင်မှုဆိုတာအရေးကြီးပါတယ်။ Last Myanmar Partner Law Firm